လွန်ခဲ့တဲ့အတိတ်ကမိကူနဲ့သူ့အမေဟာရက်ကွက်တစ်တစ်ခုကိုခုမှပြောင်းရွှေ့လာခဲ့ကြတာပါအလုပ်ကိစ္စကြောင့်မိကူအမေဟာသူမကိုအိမ်နီးချင်းဖြစ်တဲ့ယူကီယာတို့အိမ်မှာခဏအထားခဲ့ရပါတယ်ပထမဆုံးအကြိမ်စုံဘူးတာတော့ယူကီယာကသူမကိုအိမ်ထဲဝင်ဖို့နွေ့နွေ့ထွေးထွေးကြိုဆိုခဲ့ပါတယ်အမေဖြစ်သူထွက်သွားတဲ့အခါအပြောင်းလဲတွေကြောင့်မိကူငိုပါလေရောယူကီယာကသူမစိတ်သက်သာရစေဖို့ရိုးရှင်းတဲ့အစားအစာလေးတစ်ခုလုပ်ပေးခဲ့ပြီးသူ့ရဲ့ဂရုစိုက်မှုကြောင့်မိကူပြုံးနိုင်ခဲ့ပါတယ်လက်ရှိမှာတော့မိကူဟာကြက်ဥလိတ်လုပ်ရင်းအဲ့ဒီနေ့ကိုတတိယပြီးပြုံးနေမိပါတယ်ထက်တန်းကြောင့်အစ်စ်မှာလူတွေကတငယ်ချင်းအစ်စ်တွေရပြီးပျော်ပျော်ပါပါစကားပြောနေကြပေမဲ့ယူကီယာကတော့တယောက်တည်းအထီးကျန်နေတယ်လို့ခံစားနေရပါတယ်။ကြောင်းမဖွင့်ခင်ကတည်းကလူတိုင်းကတစ်ခုကနေတငယ်ချင်းဖွဲ့ထားကြပြီလို့မိကူကသူ့ကိုပြောပြပါတယ်။မိကူကသူ့နားကိုလာပြီး Instagram အကောင့်မဖွင့်လို့အထီးကျန်နေတာလားဆိုပြီးချက်ချင်းပဲစနောက်ပါတယ်။ယူကီယာကတော့အကောင့်ဖွင့်ဖို့ညှင်းဆန်နေတော့မှပဲသူကအိမ်ထဲမှာပဲအေးအေးဆေးဆေးနေရတာကိုပိုကြိုက်တယ်လို့ပြောတဲ့အခါမိကူကအဲ့ဒါကိုတောင်ကုန်ယူနေသေးတာလားဆိုပြီးအန်အော်တလူနဲ့စလိုက်ပါတယ်။နောက်ပြီးမိကူကကြောင်းမှာကောလာဟာလာတွေမထွက်ချင်တာကြောင့်တယောက်ကိုတယောက်မျိုးရိုးအမည်နဲ့ပဲခေါ်ကြဖို့အကြံပြုပါတယ်။ယူကီယာကအဲ့ဒီတောင်းဆိုချက်ကြောင့်အန်အော်သွားတယ်လို့မိကူကသူ့ကိုမျိုးရိုးအမည်နဲ့ခေါ်ကြည့်တဲ့အခါမှာလဲဝမ်းနဲ့တယ်လို့ခံစားလိုက်ရပါတယ်။မိကူကရုတ်တရက်ရေမောပြီးအရင်လိုပဲယူကီယာလိုပဲခေါ်မှာပါလို့ပြန်ပြောလိုက်ပါတယ်။သူမကနာမည်ကိုပြန်ခေါ်လိုက်တဲ့အချိန်မှာယူကီယာမျက်နှာရဲတက်သွားတာကိုထိမ့်ဖို့ခတ်သွားပါတယ်။အဲ့ဒါကိုမိကူကမြင်သွားပြီးချက်ချင်းစတော့တာပါပဲ။ဒါပေမဲ့ယူကီယာကတော့သူ့ရင်မခုန်ပါဘူးလို့အတင်းညင်းပါတယ်။အဲ့ဒီအစားသူမကိုသူ့မျက်လုံးတွေကိုတက်တက်ကြည့်ပြီးနာမည်ထက်ခေါ်ဖို့စိန်ခေါ်လိုက်ပါ။ဒဲမိကူကရုတ်တရက်ရှက်သွားပြီးနာမည်ခေါ်ဖို့စူးစမ်းရင်မျက်လုံးတွေကဟိုဟိုဒီဒီနဲ့ပြာခတ်နေပါတယ်။သူမရှက်နေတာကိုမြင်တော့ယူကီယာကလည်းအာမနာတန်းပြန်လောင်ပါတယ်။မိကူကတော့တခြားလူတွေအထင်လွဲမှာဆိုလို့တတိထားနေတာပါလို့စင်ကြေပေးပေမဲ့သူတို့ဆက်ဆံရေးကိုတစ်ခုခုလို့အထင်ခံရရင်လည်းလုံးဝကြီးတော့မမားပါဘူးလို့သူမကရုတ်တရက်တတိယသွားပါတယ်။ယူကီယာကတော့သူမစကားကြောင့်ဇဝေးဇဝါဖြစ်သွားပါတယ်။သူတို့ကရီးစားတွေမှမဟုတ်တာဒါပေမဲ့မိကူပြောပုံကသူမကရီးစားဖြစ်ချင်နေတယ်လို့ပါပဲ။မိကူကယူကီယာကဖေးတောနေတာကိုမြင်တော့သူတို့ကဘလို့ဆက်ဆံရေးမျိုးလို့ထင်နေတာလဲဆိုပြီးဆက်နောက်မေးမြန်းပါတယ်။နောက်ပြီးယူကီယာဟာမိကူနဲ့ဆက်ဆံရေးတစ်ခုရှိနေတာလို့ပြောလိုက်ပါတယ်။ယူကီယာကတော့သူတို့ရဲ့တစ်ခုတည်းသောဆက်ဆံရေးကငယ်တငယ်ချင်းအဆင့်ပဲလို့ဒေါသတကြီးပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးနှစ်ယောက်ကမိကူကိုလှမ်းခေါ်လို့သူမကသူတို့ကိုထားခဲ့မိတဲ့အတွက်တောင်းပန်ပြီးသွားလိုက်ပါတယ်ယူကီယာကတော့မိကူကသူ့ကိုလာစနောက်တာပဲလားလို့တွေးရင်းစပွဲပေါ်မျက်နှာချထားပါတယ်မိန်းကလေးနှစ်ယောက်သူ့နားရောက်လာတာကိုတော့မိကူကသူ့ရဲ့ငယ်တငယ်ချင်းပါလို့မိတ်ဆက်ပေးမှတတိထားမိပါတယ်အဲ့ဒီမိန်းကလေးတွေကအာကာနဲနဲ့မာရီကာတို့ပါယူကီယာဟာမိန်းကလေးတွေနဲ့စကားပြောလို့မရှိတဲ့အတွက်နှုတ်ဆက်ဖို့ခက်ခဲနေတာကိုမိကူကထောက်ပြလိုက်ပါတယ်ယူကီယာကလူကြိုက်များမဲ့ပုံစံမျိုးဖြစ်နေလို့မိန်းကလေးတွေကအံ့ဩသွားကြပါတယ်အာကာနဲကယူကီယာရဲ့မျိုးရိုးအမိကရှားတယ်လို့ပြောရကနေယူကီယာကရှင်ဆန်ကူမီဝစ်စုံရဲ့အယောင်ပုံစံအကြောင်းရှင်းပြမိပါတယ်သူကဂိမ်းကြောင်းတွေပဲတိတဲ့လူတယောက်လိုဖြစ်သွားပြီလားဆိုပြီးရုတ်တရက်စိုးရိမ်သွားပေမဲ့ယုံကြည်မှုပြန်မွေးပြီးစကားပြောပါတယ်မိန်းကလေးတွေကသူအန်နီမေကြိုက်လားလို့မေးတဲ့အခါကတ်မိုကန်နက်ကိုစိတ်ဝင်စားကြောင်းပြောလိုက်ပါတယ်အာကာနဲကလည်းဖလာတက်စီအန်နီမေတစ်ခုအကြောင်းတက်တက်ကြွကြွပြောပြလာပါတယ်ယူကီယာကလည်းစက်ကောင်ရဲ့အတန်တရုပ်ဆောင်ကိုကြိုက်ကြအောင်ပြောလိုက်တဲ့အခါသူတို့တွေစကားဖောင်ဖွဲ့သွားကြပါတယ်ယူကီယာကမိန်းကလေးတွေနဲ့အေးအေးဆေးဆေးစကားပြောနိုင်တာကိုမြင်ပြီးမိကူအံ့ဩနေမိပါတယ်အဲ့ဒီနောက်အာကာနဲကယူကီယာကိုနာမည်ရင်းနဲ့ခေါ်လို့ရမလားလို့မေးတဲ့အခါမိကူစိတ်မသက်မသာဖြစ်သွားပေမဲ့ယူကီယာကညှင်းလိုက်လို့စိတ်အေးသွားရပါတယ်အာကာနဲကတော့ပြုံးပြုံးရွှင်ရွှင်နဲ့ပဲဆက်ရှိနေပါတယ်အဲ့ဒီအချိန်မှာမိကူကယူကီယာတခြားလူတွေနဲ့စကားပြောရင်းပြုံးနေတာကိုမေးကြည့်ပြီးသဘောကျနေမိပါတယ်ခဏနေတော့အာကာနဲနဲ့မာရီကာတို့ပြန်သွားကြပါတယ်ယူကီယာတက်ပြင်းချပြီးမှမိကူစီကမှောင်မဲနေတဲ့အငွေ့သက်တွေကိုတတိထားမိပါတယ်သူမရဲ့အမူအရာကြောင့်ယူကီယာလန့်သွားပြီးမိကူကလည်းသူမမျက်နှာကိုအမြန်ဖုံးကွယ်လိုက်ပါဒဲယူကီယာကသူမတဝင်းတိုးနေတာလားလို့တွေးပြီးသူမလက်မောင်းကိုခပ်ဖွက်ဖွက်လေးထိလိုက်ပါတယ်မိကူကထူးဆန်းတဲ့အတန်ထွက်ပြီးလန့်ခုန်သွားလို့တက်တန်းလုံးကလှည့်ကြည့်ကြပါတယ်ယူကီယာကတော့သူမထွက်လိုက်တဲ့အတန်ကြောင့်အကြီးအကျယ်ရေမောပါတော့တယ်သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အထင်လွဲသလိုကြည့်နေကြပြီးမှရံပြန်ဖြစ်ကြပါတယ်ယူကီယာကတခြားမိန်းကလေးတွေစကားရမ်းများတဲ့အကြောင်းပြောတာကိုမိကူကဒါဟာသူမကိုစကားပြောဖို့စူးစမ်းနေတဲ့သူ့ရဲ့ရှက်ကိုရှက်ကန်းပုံစံဆိုတာသိလိုက်ပါတယ်သူမကသူ့စီပြန်လျှောက်သွားပြနာမည်ကိုညင်ညင်တတလေးထပ်ခေါ်လိုက်ပါတယ်ကျောင်းဝင်ခွင့်ခန်းနာပြီးလို့တပတ်လောက်ကြာမှမိကူကယူကီယာကျောင်းစားတောက်ဆိုင်မှာတယောက်ထဲထိုင်နေတာကိုတွေ့သွားပါတယ်သူမကသူ့ရဲ့နှစ်ချက်တစ်ဖက်ကိုဖြုတ်လိုက်ပြီးအထီးကျန်နေတာလားဆိုပြီးစူပါတယ်သူမရဲ့တငယ်ချင်းတွေနဲ့အတူလာစားဖို့ဖိတ်ခေါ်ပေမဲ့ယူကီယာကတော့သူမပြီးခဲ့တဲ့ရက်ကတဝင်းတိုနေတဲ့အကြောင်းပြောပြီးဆက်လိုက်ပါတယ်မိကူကသူ့ဘေးမှာဝင်ထိုင်လိုက်လို့ယူကီယာအံ့ဩသွားပါတယ်သူမကသူ့မတငယ်ချင်းတွေကိုယူကီယာနဲ့ပဲထမင်းစားမယ်လို့ပြောထားပြီးသားလို့ဆိုပါတယ်ယူကီယာကတော့အပြင်ပန်းမှာမပြပေမဲ့စိတ်ထဲမှာတော့ကျေးဇူးတင်နေမိပါတယ်အဲ့ဒီအချိန်မှာပဲဟာယာတိုဦးဆောင်တဲ့ယောက်ျားလေးတစုမိကူစီရောက်လာပါတယ်ဟာယာတိုကယူကီယာရဲ့နာမည်ကိုမှခေါ်ပြီးမိကူဘေးမှာဝင်ထိုင်ကစကားပြောပါတော့တယ်ယူကီယာကတော့မိကူဟာတခြားမိန်းကလေးတွေဝိုင်းနေလို့တခြားသူတွေနဲ့စကားပြောဖို့အခွင့်အရေးသိမရဘူးလို့တွေးနေမိပါတယ်မိကူကတော့သူ့ကိုအဆင်ပြေတဲ့အကြောင်းမျက်ရည်ပြပါတယ်အဲ့ဒီနေ့ညအိမ်ရောက်တဲ့အခါယူကီယာကနောက်နေ့အတွက်ထမင်းဘူးပြင်ဆင်ပါတယ်သူကတော့အသုံးစရိတ်ချွေတာဖို့လို့ဝါကာနာကိုပြောပေမဲ့တကယ်တမ်းကတော့မိကူနဲ့အတူထမင်းစားခြင်းလို့ပါအဲ့ဒီအချိန်မှာပဲမိကူစီကနေနောက်နေ့အတူတူထမင်းစားဖို့ဖိတ်ခေါ်တဲ့ message ရောက်လာပါတယ်နောက်နေ့နေ့လယ်စာစားချိန်မှာသူတို့နှစ်ယောက်တီးတဲ့နေရာလေးတစ်ခုမှာထိုင်ကြပါတယ်မိကူကသူမကိုယ်တိုင်လှုပ်လာတဲ့ထမင်းဘူးကိုယူကီယာကိုပေးပါတယ်အစားအသောက်တွေကအရန်ကြီးကောင်းနေလို့ယူကီယာရင်ခုန်သွားပေမဲ့သူတို့က
ဂိမ်းကိုတတိယပြီးစိတ်ထိန်လိုက်ပါတယ်မိကူကတော့ယူကီယာရင်ခုန်သွားအောင်တမင်လှုပ်လာတာဆိုပြီးအနိုင်ရချင်နေတာပါယူကီယာကဟင်းတစ်ဖက်မြည်ကြည့်လိုက်တဲ့အခါအရသာကအရန်ကောင်းလုံးလို့အံ့ဩသွားရပါတယ်သူ့မျက်နှာအမူအရာကအမှန်တိုင်းပြနေလို့မိကူကချက်ချင်းထောက်ပြပါတယ်ယူကီယာကတော့သူမကသူ့အတွက်တမင်တကာပြင်ဆင်လာတာပဲလို့ပြောလိုက်တဲ့အခါမိကူရှက်သွားပါတယ်ဒါပေမဲ့ယူကီယာကကြက်ဥအကြောင်းပြောတဲ့အခါစကားအတုံးနှုံမှားသွားလို့မိကူရဲ့ဆူတာကိုခံလိုက်ရပါသေးတယ်မိကူကလည်းယူကီယာယူလာတဲ့ထမင်းမှုကိုမြည်ကြည့်ခြင်းတယ်လို့ပြောပါတယ်ယူကီယာကတော့သူ့လက်ရာကမကောင်းမှဆိုလို့ရှက်နေပေမဲ့မိကူကတော့မြည်ကြည့်ပြီးတကယ်ပဲသဘောကျသွားပါတယ်သူတို့ပထမဆုံးစုံလုံးကယူကီယာလှုပ်ပေးခဲ့တဲ့ကြက်ဥလိတ်လေးကိုတတိယသွားလို့ပါမိကူကသူ့အထီးကျန်နေတဲ့အခါတိုင်းအတူတူထမင်းစားလို့ရတယ်လို့ပြောပါတယ်သူတို့နှစ်ယောက်လုံးဟာဒီအစီအစဉ်ကြောင့်ပြောနေကြတာကိုဖုံးကွယ်ထားကြပါတယ်ယူကီယာကတော့သူ့ရဲ့ဟင်းချက်စွမ်းရည်တိုးတက်အောင်လုပ်မယ်လို့ကိုဂတိပေးလိုက်ပါတယ်ကျောင်းမှာလည်းမိကူကသူမတငယ်ချင်းတွေနဲ့ afternoon ထတောက်ဖို့ဖိတ်ခေါ်တာကိုမြင်လိုက်ပါတယ်ယောက်ျားလေးတွေကတော့မိကူနဲ့လက်ဖက်ရည်တောက်ရတာဘယ်လိုမျိုးလဲဆိုတာကိုစိတ်ကူးရင်နေကြပါတယ်ကျောင်းပိတ်ရက်မှာတော့ယူကီယာနဲ့မိကူတို့ online game အတူတူဆော့ကြပါတယ်မိကူ game ဆော့တာကိုလူတွေသိရင်အံ့ဩကြမှာပဲလို့ယူကီယာတွေးမိပါတယ်အလဲတန်းတုန်းကဝါသနာတွေမတူလို့ခဏတာဝေးကွာခဲ့ကြပေမဲ့ဂိမ်းဆော့တာကပဲသူတို့နှစ်ယောက်ကိုအခုထိခိုင်ခိုင်မြဲမြဲတွဲပေးထားတာဖြစ်ပါတယ်သူတို့နှစ်ယောက်ကြောင်းပိတ်ရက်မှာဂိမ်းဆော့ရင်းပဲအချိန်ကုန်ဆုံးနေတာတကယ်ပဲအဆင်ပြေရလားလို့ယူကီယာကမေးလိုက်ပါတယ်မိကူကတော့ပိတ်ရက်မှာအပြန်ဖြည့်ချင်တာကြောင့်ဂိမ်းပဲဆော့ချင်တယ်လို့ဆွညင်းပါတယ်ပြီးတော့သူမဟာအခုလိုယူကီယာနဲ့အတူအချိန်ဖြန့်တန်းရတာကိုပြောနေတယ်လို့လည်းနောက်ပြောင်ပြီးပြောလိုက်ပါသေးတယ်ဂိမ်းပွဲစဉ်အသစ်စတင်တဲ့အခါမိကူရဲ့အတန်ဟာစိတ်လှုပ်အားမှုကြောင့်ဆူဆူဝါးဝါဖြစ်လာပါတယ်ယူကီယာဟာသူမရဲ့စိတ်အားထက်သန်မှုကိုကြည့်ပြီးဆွဲဆောင်မှုရှိတယ်လို့ခံစားမိတယ်လို့ဒါဟာမိကူနဲ့သူတကယ်တမိုးထားရတဲ့အခိုက်အတန့်တွေကတခုပဲလို့တိုးတိုးလေးသတိပြုမိသွားပါတယ်မိကူဂိမ်းနိုင်သွားတဲ့အခါသူတို့ခဏနားကြပါတယ်အဲ့ဒီအချိန်မှာမိကူတခုခုတောက်နေတဲ့အတန်ကိုယူကီယာကြားလိုက်ရပါတယ်မိကူကသူမစူပါမန်တောက်နေတာလို့ပြောပါတယ်ယူကီယာကအဲ့ဒါကိုချက်ချင်းရှာကြည့်လိုက်တဲ့အခါအဲ့ဒီအချိုရည်ကကလေးတွေအတွက်ထုတ်ထားတာဖြစ်မှန်းသိသွားပါတယ်သူမကကလေးဆန်တဲ့အချိုရည်မျိုးကိုကြိုက်နေတာကလည်းသူ့အတွက်တော့ချစ်စရာကောင်းနေပြန်ပါတယ်သူမတောက်နေမဲ့ပုံစံကိုသူစိတ်ကူးရင်ကြည့်မိပါတယ်အဲ့ဒီနောက်မှာတော့ယူကီယာကအဲ့ဒီပုံစံနဲ့တခြားလူတွေရှေ့မှာမတောက်နဲ့လို့အကြံပေးလိုက်ပါတယ်ဘာလို့လဲဆိုတော့မိကူရဲ့အဲ့ဒီလိုချစ်စရာကောင်းတဲ့ပုံစံမျိုးကိုသူတယောက်တည်းပဲမြင်ချင်လို့ပါမိကူဟာရုတ်တရက်အချိုရည်တီးသွားပါတယ်ယူကီယာကသူမရှက်သွားတာဒါမှမဟုတ်ရင်ခုန်သွားတာလားလို့တန်တရားဝင်သွားပါတယ်အဲ့ဒါကိုအတီးပြုတ်ဖို့အတွက်ကင်မရာဖွင့်လိုက်စမ်းငါဂိမ်းနိုင်ပြီလားဆိုတာစစ်ရမယ်လို့သူကတိုက်တွန်းပါတယ်မိကူကသူမအခုတင်ရေချိုးပြီးတာမို့လို့ဆိုပြီးအလင်းအမြန်ညင်းပေမဲ့အဲ့ဒီစကားကယူကီယာရဲ့စိတ်ထဲမှာပိုပြီးပုံဖော်ကြည့်မိသွားစေပါတယ်ယူကီယာကတော့ဘာကူမှစိတ်မဝင်စားသလိုဟန်ဆောင်ပြီးမင်းမျက်နှာရဲနေလားဆိုတာပဲသိချင်တာကင်မရာမဖွင့်ရင်ငါ့ကိုအရှုံးပေးတာပဲလို့ဖိအားပေးလိုက်ပါတယ်မိကူဟာပြတလဲနဲ့ဖုန်းကိုကောက်ကင်ပြီးဗီဒီယိုခေါ်ခေါ်လိုက်ပါတယ်ယူကီယာကစခရင်ပေါ်မှာရေဆိုစပင်တွေနဲ့မိကူကိုမြင်လိုက်ရတဲ့အခါသူမရဲ့တဘာဝအတိုင်းလှပနေတဲ့ပုံစံကြောင့်မျက်နှာရဲတက်သွားပါတယ်မိကူကလည်းယူကီယာရဲ့စပင်ပေါ်နဲ့မျက်မှန်တက်ထားတဲ့ပုံစံကိုတွေ့ရခဲ့တာကြောင့်စိတ်ထဲမှာချစ်စရာကောင်းတယ်လို့ခံစားနေရပါတယ်ဒါပေမဲ့သူမကခံစားချက်ကိုဖုံးကွယ်ပြီးနှိမ့်ရှက်နေတာလားငါစပင်တွေကလှနေလို့လားဆိုပြီးပြန်ဆလိုက်ပါတယ်ယူကီယာကတော့အရှုံးမပေးပဲမင်းပုံစံကတရေကိန်းတွေကဇက်ကောင်နဲ့တူတယ်လို့ပြန်ပြောလိုက်ပါတယ်နောက်ဆုံးမှာတော့မိကူကသူတို့ရဲ့ I love you game ကိုပို့ပြီးပြင်းထန်စေဖို့အတွက်နောက်ဆိုရင်မရဖွင့်ပြီးဂိမ်းဆော့ကြမယ်လို့အကြံပြုလိုက်ပါတယ်အဲ့ဒီနောက်ရက်အနည်းငယ်အတွင်းမှာတော့သူတို့နှစ်ယောက်လုံးဟာကင်မရာထဲမှာဘလိုအန်ကိုမျိုးကကိုကြည့်အကောင်းဆုံးဖြစ်မလဲဆိုတာကိုအပြိုင်ဆိုင်ပြင်ဆင်ရင်းစိတ်ဖိစီးနေကြပါတော့တယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်